ပြီးတော့ဗီဒီယိုထဲမှာလူတယောက်ရိုက်ခံလိုက်ရရင်မြင်တော့ခဏခဏအရိုက်ခံရအောင်ဆိုပြီးတော့ခဏခဏကောက်အပ်တစ်ပေးလိုက်တယ်ဒီမှာကြည့်လိုက်အရန်ကြီးရလမ်းလျှောက်တာပေါ့ဒါလေးကတော့ရုပ်ချောချောလေးနဲ့မဲဝေပေးနေကောက်ပဲဖြစ်ပါတယ်ဒီဗီဒီယိုကြည့်ရင်လည်းလေကိုငယ်ဘွားကိုပြန်ရောက်သွားသလိုခံစားရမယ်လို့ကောက်ကတော့ထင်နေသီလားတကယ် fight ငယ်ဘွား fight အပြည့်ကိုရတာတဖြည်းဖြည်းနဲ့ကောက်လို့ဒီဘက်ပစ္စည်းထုတ်တဲ့နေရာမှာပါလူတွေကအုံလာပြီပေါ့နော်များလာပြီပစ္စည်းတွေကအများကြီးဒါတော့ကောက်လို့ဆိုင်ပဲပေါ့နော်တခြားဆိုင်တွေကလည်းသူတို့ထည့်ထားတဲ့ပစ္စည်းမဲတွေပါတယ်ပေါ့နော်သူတို့ဆိုင်တွေလို့ရှိရင်လည်းကိုပြီးလို့ရှိရင်လေရင်ခုံဖို့အရန်ကောင်းတာလေသိရမလားဒီဆိုင်မဲလေးရလို့ရှိရင်လေဘယ်အိမ်ကမဲလိတ်လေးဖြစ်မလဲဆိုလိုက်ရှာပြီးထုတ်တာတကယ်ရင်ခုံစရာကောင်းတယ်ကောက်ကတော့အခုမဲဝေနေရကြတော့ရင်ခုံရတဲ့ vibe ကိုတော့မရတော့ဘူးပေါ့နော်ဒီမှာကြီးကောက်လူတန်းရဟိုးဒီမှာဖျားထိတ်နာလောက်ထိကိုအရှည်ကြီးဖြစ်လာပြီသိလားဒါဒီဘက်ချမ်းကနေကောက်ပြန်ရိုက်ပြတာလူတွေကတယောက်ဝဲစီပါဆိုတော့အမလူတွေက2ယောက်3ယောက်တွေထက်ကုန်ပြီပြီးလို့ရှိရင်အမထပြီးတော့អော်ကြအောင်နင်တို့ရဲ့ဂျားဖြတ်တယ်ဟိုလူကဂျားဖြတ်တယ်နင်တို့အဲ့လိုမလုံးနဲ့ဆိုထားអော်ကြအောင်အဲ့လိုမျိုးဒါလေးကတော့ကောက်လို့စီနေတဲ့လူတိုင်းကိုလိုက်ရိုက်ပြတာဖြစ်ပါတယ်အဲ့လိုလူတိုင်းမှာလည်းကောက်လို့လိုမျိုးကင်မရာမြင်မနေနိုင်မဲ့လက်နှချောင်းထောင်တဲ့သူတွေလည်းပါတယ်ရည်ရတဲ့သူတွေလည်းပါတယ်အမျိုးမျိုးပဲပေါ့သူတားပြောနေတာဂျားပြရင်လည်းရံဖြစ်ကြတဲ့ဗီဒီယိုလေးကတော့ကောက်ပတ်3လေးမှာထည့်ပေးထားပါတယ်ရီလဲရီစရာပျော်လဲပျော်စရာပေါ့နော်အရန်ဟိုလိုရန်ဖြစ်တာမဟုတ်ဘူးတကယ်ရီစရာကောင်းတယ်ပတ်3မှာသွားကြည့်လိုက်ကောက်ပတ်1ပတ်2ပတ်3ကိုတစ်ခါတည်းတင်ပေးမှာပါစောင့်စရာမလိုပါဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ်တိုင်ကောက် TikTok မှာလေဗီဒီယိုကြည့်လို့ရှင်လေကြည့်နေရင်ကောင်းကန်းရောက်အဆက်ကပြတ်သွားပြီဘယ်နားလိုက်ရှာလို့ရှာမှမသိအဲ့လိုမျိုးဆိုကိုယ်တိုင်အရန်တော့ဒီဘက်ချမ်းဆိုင်နေဆိုလို့ရှင်လေမဲလာထုတ်လို့ရှင်ပေးဖို့ဆိုပြီးတော့ဒီလိုဆိုင်ရှိမှာခင်းတာပေါ့နော်ဒီလူတွေကအရန်တုံးလွှမ်းကြောဝက်လုံးနေနဲ့ကိုတားပြီးတော့လူတေချာကြည့်ပြီးတော့ဖြည်းဖြည်းချင်းပေးထည့်ရတယ်ပေါ့နော်နောက်မှဆိုလို့ရှိရင်တိုးမီတိုင်းမီဆိုတော့ကလေးတွေလည်းပါလို့လေလူရန်ရဟိုးဝက်ထီကိုတော်တော်လေးရှည်နေပြီဘာဖြစ်လို့လဲဆိုတော့ကောက်တော့ဒါဖျားဘူးတွေရောရက်ကွက်ကတခြားရက်ကွက်ကလူတွေလည်းလာမယ်ပေါ့နော်ဒီဆိုင်တွေမဲထည့်ထားတဲ့ဆိုင်တွေကလည်းပြန်ပြီးတော့သူတို့တိုးကြပါတယ်ဘာဖြစ်လဲကိုယ်ဆိုင်မဟုတ်တခြားဆိုင်ကပေးတာလေးလိုချင်လို့ဒါအပျော်ပေါ့နော်ဒီတန်မိုးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဒီလိုလေးတိုးပြီးတော့ဒီလိုလေးယူရတာအပျော်သဘောနဲ့ပေါ့ဒါလေးကတော့ပတ်2လေးပါနောက်ထပ်အဆက်လေးကိုတော့ကောက်ပတ်3လေးမှာတင်ပေးပါမယ်နော်ဗီဒီယိုလေးကတော်တော်လေးကိုရှည်နေတယ်ဘာဖြစ်လဲဆိုတော့ကိုလည်းအရန်အားရပါရရိုက်ထားတာဆိုတော့လက်လွန်ကြက်သွန်တွေဖြစ်ကုန်တာပေါ့ဒါဆိုလို့ရှိရင်ကောက်တို့ပတ်3လေးမှာပြန်တွေ့မယ်နော်ပတ်3လေးမှာဘလို့တွေခရက်ထလဲဆိုတော့ထပ်ပြပေးပါမယ်